မင်္ဂလာပါနောက်ဆုံးရသတင်းများတင်ဆက်ပေးပါမယ်။ငဖဲနဲ့နိုင်ရီကန်စကန်ဒီတိုက်ပွဲဖြစ်ပြီးစေအုပ်စု20ခန့်တီဆုံးကနိုင်ရီကန်စကန်မကြစေဖို့စေအုပ်စုအတိခံကခုခံနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မကွေးတိုင်းငဖဲမြို့နယ်ဗရန်ဒေတာနိုင်ရီကန်စစ်စကန်နီရှိမန်းချောင်းကျောင်းနတိုး10ဘတ်စစ်ကြောင်းထိုးလာတဲ့စေအုပ်စုနဲ့တော်လိုင်းတပ်တွေတိုက်ပွဲဖြစ်ပွားခဲ့ပြီးစေအုပ်စု20ထက်မနည်းတီဆုံးခဲ့တယ်လို့ချင်းကာကွယ်တပ်အရှုကသတင်းထုတ်ပြန်ပါတယ်။မလ25ရက်နေ့ပိုင်းကငဖဲမြို့နယ်နိုင်ရီကန်စစ်စကန်နီရှိမန်းချောင်း10ဘတ်စစ်ကြောင်းထိုးလာတဲ့အင်အား90ကျော်ပါစေအုပ်စုကိုယာယီတပ်ဆွဲထားခြင်း CDF အရှုံနဲ့လူပောင်တစ်တပ်မတော် SA တို့ကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။တိုက်ပွဲကမိနစ်30နီးပါးပဲကြာပါတယ်။ကျွန်ုပ်တို့ဘက်ကထိခိုက်မှုမရှိပါဘူး။စစ်ကောင်စီဘက်ကတော့20ဦးသေဆုံးပြီး9ဦးထပ်မံဒဏ်ရာရတယ်လို့စုံစမ်းသိရှိရပါတယ်။သေဆုံးစင်းကိုတော့စစ်ကောင်စီတပ်တွင်တရင်အရင်မြင့်ပါစာထန်ကပဲအတွင်ယူစုံစမ်းနေတာမှလို့ CDF အရှုတရင်ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။အဲဒီတိုက်ခိုက်ခံရတဲ့စေအုပ်စုကနိုင်ရီကန်စစ်စကန်ဘတ်စစ်ကူလာတဲ့စေအုပ်စုဖြစ်ပြီးငဖဲမြို့အနောက်ဘက်တောရကျောင်းမှာတပ်ဆွဲထားရကနေမလ23ရက်မှာမန်းချောင်း10နဲ့စေအုပ်စုလက်နက်ဆက်ယုံကပ္ပစ14ဘတ်စစ်ကြောင်းထိုးလာခြင်းဂျားဖြတ်တိုက်ခိုက်ခံရတယ်လို့ဆိုပါတယ်။အဓိကတော့ခုတိုက်ပွဲကမန်းချောင်း10နာကပ္ပစ14နဲ့ငဖဲမြို့အနီးအတွက်နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးတာမျိုးကိုတိုက်ခိုက်တာပါစစ်ကော်မရှင်ဘက်ကတိုက်ပွဲဖြစ်ခဲ့တာကိုစကားစအချင်းချင်းမိုးပေါ်ထောင်ပစ်ကြတာလို့ငဖဲမြို့ပေါ်မှာသတင်းအမှောင်ချထားတာမို့သတင်းထုတ်ပြန်ပြီးလိုက်ရတာပါလို့ CDF အရှုသတင်းပြန်ကြားရေးတာဝန်ခံကပြောပါတယ်။တော်လိုင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်စေအုပ်စုစစ်ကြောင်းပြက်ခါတချို့ထွက်ပြေးနေပြီးအနီးနားမှာတခြားစေအုပ်စုစစ်ကြောင်းတွေရှိနေတာကြောင့်တော်လိုင်းတပ်တွေအနေနဲ့လည်းနယ်မြေရှင်းလင်းရေးမလုပ်နိုင်ပဲပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါတယ်။မကွေးတိုင်းငဖဲမြို့နယ်ရခိုင်ရုံမှာအမ်ဘရန်လမ်းပေါ်ရှိစေအုပ်စုရဲ့နိုင်ရီကန်တောင်ဖြူဟာစကန်ကိုသိမ်းပိုက်နိုင်ဖို့အတွက်အာရခတပ်တော် AA နဲ့မဟာမိတ်တော်လိုင်းပူးပေါင်းတပ်တွေက2024နှစ်ကုန်ပိုင်းကစတင်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။လက်ရှိမှာနိုင်ရီကန်တောင်ဖြူဟာကုန်းရဲ့ကာကင်းစခန်းအလုံးနီးပါးကို AA နဲ့မဟာမိတ်တပ်တွေသိမ်းပိုက်ရရှိထားပြီးဖြူဟာကုန်းတစ်ခုလုံးကိုအပိသက်သိမ်းပိုက်နိုင်ဖို့ဝိုင်းပတ်ပိတ်ဆို့ထားတာဖြစ်ပါတယ်။လက်ရှိမန်းချောင်း10နီးစစ်ကြောင်းထိုးလာတဲ့စေအုပ်စုက AA နဲ့ပူးပေါင်းတပ်တွေရဲ့ဝိုင်းပတ်ပိတ်ဆို့ခံထားတဲ့နိုင်ရီကန်တောင်ဖြူဟာစကန်ဖက်စစ်ကူပေးနိုင်ဖို့လမ်းကြောင်းရှင်းလင်းရေးလှုပ်ဆောင်လာတာဖြစ်တယ်လို့ဒေသခံတော်လိုင်းအင်အားစုတွေကဆိုပါတယ်။ငဖဲမြို့နယ်ဗရန်တက်နယ်အတွင်းစေအုပ်စုရဲ့အဓိကစစ်စခန်းတွေဖြစ်တဲ့အမှတ်905အမြောက်စစ်စင်ရေးကုတ်ကဲမှုဌာနချုပ်ဖြစ်တဲ့မဆခ905အမြောက်တပ်ရင်တွေဖြစ်တဲ့အမတ385အမတ409အမတ609ကာကွယ်ပစ္စည်းစက်ရုံကပ္ပစ14တို့ရှိပြီးစီရေးလီလာသူတွေရဲ့အဆိုအရနိုင်ရီကန်စကန်ကပကန်းတက်နယ်ရှိအထက်ပါတရင်ဌာနချုပ်တွေနဲ့ကပ္ပစဆက်ရုံတွေအတွက်အကာအကွယ်ပေးထားတဲ့ရှေ့တန်းခန့်စစ်စကန်တစ်ခုဖြစ်တာကြောင့်စေအုပ်စုအနေနဲ့နိုင်ရီကန်စကန်မကြစေဖို့အင်အားသုံးကအတိခံခုခံနေတယ်လို့ဆိုပါတယ်။ဆက်လက်ပြီးတရချောင်းမှာထိတွေ့တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကမြို့ပေါ်လုံခြုံရေးစိုးရိမ်နေကတဝဲဘက်မှာစစ်ကူအမြောက်များပို့ဆောင်ကမြို့ပတ်လေကိုတပ်ဖြန့်ထားတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းတရချောင်းမြို့နယ်မှာထိတွေ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးကျန်းဖက်စစ်တပ်ကမြို့ပေါ်လုံခြုံရေးစိုးရိမ်နေရလို့တဝဲဘက်မှာစစ်ကူအမြောက်များပို့ဆောင်ကမြို့ပတ်လေကိုတပ်ဖြန့်ထားကြောင်းဒေသစစ်ရေးသတင်းအရင်းမြစ်တွေကဆိုပါတယ်။မလ28ရက်နေ့နေ့လယ်2နာရီကျော်ခန့်မှာကျန်းဖက်စစ်တပ်ကဂျက်ဖိုက်တာဝိုင်းတွဲလီရင်တို့နဲ့ကုန်းညင်းစိတ်ကျေးရွာနီးတဝိုက်ကိုဘုံလုံး40ကျော်ကျင်းချတိုက်ခိုက်ခဲ့ကြောင်းအဲ့လိုပုံကျဲတိုက်ခိုက်တဲ့နေရာတွေကတော်လိုင်းတပ်ဖွဲ့တွေနဲ့အကြမ်းဖက်စစ်တပ်တို့တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေဖြစ်ကြောင်းသိရပါတယ်။တရချောင်းမြို့နယ်မှာဝင်းဝါစစ်စကန်သိန်းတိုက်ပွဲဖော်ဆောင်နေခြင်းကစပြီးလက်ရှိအချိန်ထိရက်ပေါင်း90ကျော်ကြာတိုက်ပွဲများနေ့စဉ်ဖြစ်ပွားနေခြင်းဖြစ်ပြီးစစ်တပ်ကလေရင်နဲ့စက်တိုက်ပုံကျဲတိုက်ခိုက်နေတာဖြစ်ကြောင်းဝင်းဝစကန်မှာထွက်ပြေးသွားတဲ့စစ်သားတွေနဲ့စစ်ကူလာတဲ့စစ်ကြောင်းမှလက်ကျန်စစ်သားတွေကလည်းလက်ရှိအချိန်ထိကုန်ကျင်းစိတ်ကျေးရွာနီမှာပိတ်မိနေစေဖြစ်ကြောင်းသိရပါတယ်။အဲ့လိုတိုက်ပွဲဖြစ်ပွားနေတာကြောင့်ဂုံညင်းစိတ်ကျေးရွာမှာပြည်သူများပါဝင်အနီးနားရှိကျေးရွာ15ခုကျော်မှာထောင်ထဲချီတဲ့ပြည်သူတွေကလက်ရှိအချိန်ထိတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာတွေလိုအပ်လျက်ရှိကြောင်းဒါအပြင်စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုအတွင်းဒဏ်ရာရရှိတဲ့ပြည်သူတွေအတွက်စေဝါတွေလည်းလိုအပ်နေသေးကြောင်းသိရပါတယ်။အဲ့လိုတိုက်ပွဲများနေ့စဉ်ပြင်းထန်နေရကြောင်းအကြမ်းဖက်စစ်တပ်ကတရချောင်းမြို့ပေါ်လုံခြုံရေးကိုစိုးရင်ပြီးမလ24ရက်နေ့မှာအင်အား200ခန့်ပါဝင်တဲ့စစ်ကြောင်းကိုတဝယ်မြို့ဘက်မှာတရချောင်းမြို့ပေါ်ကိုစစ်ကူစေလွှတ်ခဲ့ကြောင်းအဲ့ဒီစစ်ကြောင်းကဂုံညင်းစိတ်ကျေးရွာနီးပိတ်မိနေတဲ့စစ်သားတွေကိုစစ်ကူပေးခြင်းမရှိပဲမြို့ပေါ်လုံခြုံရေးအတွက်မြို့ပတ်လည်မှာတပ်ဖြန့်ထားကြောင်းသိရပါတယ်။တရချောင်းတိုက်ပွဲကနေတိုင်းနီးပါးကိုပြင်းထန်နေတာဝင်းဝစကန်သိန်းတိုက်ပွဲတွေကစပြီးတွက်ရင်တော့ရက်ပေါင်း90ကျော်ပဲစစ်ခွေးတွေကတရက်ကိုအနည်းဆုံးဘုံလုံး90ကျော်လောက်နေတိုင်းနီးပါးကိုကျဲချတိုက်ခိုက်နေတာမြေပြင်ထိတွေ့တိုက်ပွဲလည်းရက်တက်မသွားသေးဘူးပြင်းထန်နေတော့မယ်ပိတ်မိနေတဲ့စစ်ခွေးတွေကိုတော်လိုင်းတပ်ဖွဲ့တွေကပိတ်ဆို့ထားနိုင်သေးတာပါ။တရချောင်းမြို့လုံခြုံရေးကိုလည်းစစ်ခွေးတွေတော်တော်စိုးရိမ်နေတဲ့အဲဒါကြောင့်တဝက်ဘက်ကနေတရချောင်းမြို့ပေါ်ကိုစစ်ခွေးတွေအင်အား200လောက်ပို့ထားပြီးမြို့လုံခြုံရေးအတွက်မြို့ပတ်လည်မှာတပ်တွေဖြန့်ထားပါတယ်။မြေပြင်မှာပိတ်မိနေတဲ့စစ်ခွေးတွေကိုမစိုးရင်ပဲမြို့ကိုတော်လိုင်းတပ်တွေလာတိုက်မှာပဲစိုးရင်နေတယ်လို့ဒေသစစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။
ပြည်ချောင်းမြို့နယ်ရှိဝင်းဝစစ်စခန်းကိုဖေဖော်ဝါရီ9ရက်ကစတင်ပြီးတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်ခဲ့ကမလ17ရက်နေ့မှာအပီးသိမ်းပိုက်နိုင်ခဲ့ကြောင်းအဲ့ဒီတိုက်ပွဲတွေအတွင်းစစ်ကူလာတဲ့စစ်ကြောင်းတွေကိုပါတော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ပြီးစစ်တပ်ဘက်မှ69ဦးသေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူများပြားကလက်နက်မျိုးစုံ40ကျော်သိမ်းဆည်းရရှိခဲ့ကြောင်းဒါအပြင်မလ14ရက်နေ့မှာလည်းဝင်းဝစခန်းသိမ်းတိုက်ပွဲမှာထွက်ပြေးသွားတဲ့စစ်သားတွေကိုတော်လိုင်းတပ်ဖွဲ့တွေကလိုက်လံတိုက်ခိုက်ခဲ့ရာတဝဲမြိတ်လမ်းပိုင်းမှာတိုက်ပွဲများဖြစ်ပွားခဲ့ပြီးစစ်တပ်ဘက်မှ9ဦးသေဆုံးပြီး MA1 9လက် MA3 3လက် MA4 1လက် G3 1လက်နဲ့လက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းတော်လိုင်းတပ်ဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ဘက်ကလည်း၎င်းစခန်းသိမ်းတပ်ပွဲတွေအတွင်းအထိနာခဲ့တာကြောင့်စစ်ပေးရှောင်ပြည်သူများအပါအဝင်ခီးသွွားပြည်သူ20ခန့်ကိုရရက်ဆက်ဆက်တပ်ဖြတ်ခဲ့တယ်လို့ဆိုပါတယ်။နောက်ထပ်တပုံအနေနဲ့ညောင်လေးပင်မြို့နယ်စီပင်ကျေးရွာအတွင်းလှည့်လည်နေတဲ့စစ်ကြောင်းကိုမိုင်းဆွဲမှုစစ်တပ်ဘက်မှ3ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းညောင်လေးပင်မြို့နယ်စီပင်ကျေးရွာအတွင်းကင်းလှည့်နေတဲ့စစ်သားနဲ့ရဲတွေကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားရဲ3ဦးသေဆုံးသွားကြောင်း Nice Star UG တပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါတယ်။မလ29ရက်ည9:24မိနစ်ကညောင်လေးပင်မြို့နယ်စီပင်ကျေးရွာမှာအခြေပြုအထိုင်ချတပ်ဆွဲထားတဲ့ဒိုင်းဦးမြို့နယ်အခြေဆိုင်ခမာရ440တပ်ရင်မှစစ်သားတွေနဲ့ညောင်လေးပင်မြို့နယ်ရဲတပ်ဖွဲ့မှရဲတွေကကျေးရွာတွင်ကွင်းလှည့်နေစဉ်တော်လိုင်းတပ်ဖွဲ့ဝင်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သားရဲ3သေဆုံးပြီး2ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ကျေးရွာတွေကိုကင်းလှည့်ထွက်လာတဲ့အချိန်ကြားဖြတ်ပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။9ယောက်10ယောက်လောက်တော့ရှိမယ်။နေရာမှာတင်3ဦးပွဲချင်းမိတည်တဲ့2ဦးကအပြင်းထန်ဒဏ်ရာရတဲ့ကျွန်တော်တို့ UG ရဲဘော်တွေအနေနဲ့စစ်အာဏာရှင်စနစ်ကိုအမြင့်ဖြတ်ဖို့အတွက်သွေးတစ်စက်ပဲကြံပါစေအစွမ်းရှိသလောက်လေးနဲ့တော်လိုင်းရေးပေါ်တစ္ဆာရှိပါမယ်လို့ Nice Star UG တပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကို Nice Star Underground Force ပဲခူး Region ဖွဲ့မှရဲဘော်များကလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Nice Star UG ရဲဘော်များအနေနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်တဲ့အထိတိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ကြောင်းအတည်ပြုပါတယ်။ဆက်လက်ပြီးတောင်သာရှိတဲတော်ရွာကိုစစ်တပ်ကနေရဲစတိုက်မိရှို့ဖျက်ဆီးမှုနေအများပြားမီးလောင်ပြကြပြီးဖအံမြို့နယ်မှာလည်းစစ်တပ်ကကျေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်သာမြို့နယ်ရှိတဲတော်ရွာကိုကျန်းဖတ်စစ်တပ်ကနေရဲစတိုက်မိရှို့ဖျက်ဆီးတာကြောင့်နေအများပြားမီးလောင်ပြကြခဲ့ကြောင်းဒေသခံပြည်သူတွေကပြောပါတယ်။မလ26ရက်နေ့ညနေ4နာရီခန့်မှာတောင်သာမြို့နယ်အတွင်းစစ်ကြောင်းထိုးနေတဲ့ကျန်းဖတ်စစ်တပ်ကတောင်သာဝဲလောင်လမ်းပိုင်းမှာတဆင်ကိုင်းရွာသားစီရွာပြိုင်းအင်းရွာနဲ့တဲတော်ရွာတို့ကိုဝင်ရောက်စီးနင်းခဲ့ကြောင်းသိရပါတယ်။အဲ့နောက်အဲ့ဒီညနေ4:15မိနစ်ခန့်မှာကျန်းဖတ်စစ်တပ်စစ်ကြောင်းကတဲတော်ကျေးရွာကိုမိရှို့ဖျက်ဆီးခဲ့ကြောင်းအဲ့နောက်မလ29ရက်နေ့မနက်7:40မိနစ်40ခန့်မှာကျန်းဖတ်စစ်တပ်စစ်ကြောင်းကတဲတော်ရွာကိုထပ်မံမိရှို့ဖျက်ဆီးခဲ့ကြောင်းအဲ့လိုနေရက်စတိုက်မိရှို့ဖျက်ဆီးခဲ့ရတာကြောင့်တဲတော်ရွာအတွင်းနေအများပြားမီးလောင်ပြာကျသွားခဲ့ပြီးစစ်တပ်ကလက်ရှိအချိန်ထိကျေးရွာတွေအနီးရှိနေသေးတာကြောင့်ရွာထဲရှိပျက်စီးမှုအခြေအနေကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါတယ်စစ်ခွေးစစ်ကြောင်းက26ရက်နေ့ညနေပိုင်းကတစ်ကြိမ်29ရက်နေ့မနက်ပိုင်းမှာတစ်ကြိမ်နေရက်စတိုက်ကိုမိရှို့သွားတာနေအိမ်တော်တော်များများမီးလောင်ပျက်စီးနေတဲ့အရေးအတွက်ကအတိမပြုနိုင်သေးဘူးစစ်ခွေးစစ်ကြောင်းတွေကရွာတွေအနီးမှာပတ်နေတော့မယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်အလားတူတောင်သာမြို့နယ်မှာဖေဖော်ဝါရီလ25ရက်ကစစ်တပ်ကနန်းတီရွာကိုဝင်ရောက်စီးနင်းပြီးနေအိမ်140ကျော်ကိုမိရှို့ဖျက်ဆီးခဲ့တဲ့ကြောင်းသိရပါတယ်ဒါအပြင်ကရင်ပြည်နယ်ဖအံမြို့နယ်တွင်လည်းအကြမ်းဖက်စစ်တပ်ကကျေးရွာများကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်ထားပါတယ်မလ19ရက်နေ့မှာကျန်းဖတ်စစ်တပ်ရဲ့တပ်မ22လက်အောက်ရှိခမာယာ200နဲ့တောင်ကလေးစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။စစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကြီးတွေကဗန်ပွေးကုန်းကြေးရွာအုပ်စုရှိထုံးတောင်ရွာလေတော်ရွာတွေထဲမှာကြားရောက်ပေါက်ကွဲပြီးပြည်သူများထိခိုက်မှုမရှိကြောင်းဒါအပြင်ဒီကနေ့နေ့လယ်2:30မှာကျန်းဖတ်စစ်တပ်ကလက်နက်ကြီးတွေနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာထုံးတောင်ရွာတစ်တော်များတွင်ကြားရောက်ပေါက်ကွဲခဲ့ကြောင်းအဲ့လိုလက်နက်ကြီးကြီးတွေကြားရောက်ပေါက်ကွဲခြင်းကြောင့်ဒေသခံပြည်သူတွေတော်မီလောင်မှာကိုစိုးရင်လို့မီတာလဲများပြုလုပ်ခဲ့ကြောင်းသိရတယ်လို့သတင်းမှာပါရှိပါတယ်ရှင်။